ချက်ကပြားတစ်ပုဒ်ပမာသားရင်းနဲ့သမီးတွေဆွခွာခြင်းမိဘနှစ်ပါးမိဝေလို့ချင်လောကဖြစ်စဉ်တဘာဝလောကလူကမာမြေမှာယနေ့တက်တိုင်မြင်တွေ့ရသည်လားမြောင်ကျဲကျဲရတဲ့မိဘနှစ်ပါးမှတနာများခြေသူမတီးတဲ့သာသမီများပေါ်ဘာမှမျိုးလူတားတဲ့မြစ်ပြနဲ့ဘုရိုယူမှာမပြောင်းလဲတဲ့အချက်နိုင်တဲ့ဒီငါပါသူရင်မူများတဲ့ဥပမာကြီးဆုံးသွားပြီဂျိုနာစာလည်းမပါဆုံးခွာသွားတဲ့တာသမီးနောက်မမေးတဲ့သမီးတွေဆရာတောင်းလို့ယူတဲ့